ကျွန်တော်တို့ရှိထားတဲ့နာမည်လေးကိုထိမ့်သိမ့်ဖို့ကကျွန်တော်ရဲ့တာဝန်ကိုဟုတ်ကဲ့ဘလိုအပ်တဲ့ဝင်ရှိတဲ့လို့ဆိုရတာစူးစမ်းလို့ပြဆက်မယ်နော်မမနီတို့ဆိုနေဟိုးအရင်တည်းကချိန်မနာဘွားတွေကနော်အလူပွဲမှာကြီးကာဘူးတယ်အမြဲတမ်းပွဲနာသွားခဲ့ပြီးရှိတော့အမေနုတို့နော်မမနီတို့မိသားစုတို့အမြဲတမ်းကိုပတ်မိုးခဲ့တာပေါ့နော်နော်မိသားစုကလေးကိုပျောက်စားခဲ့တယ်ဟုတ်တယ်မလားမဖြစ်နိုင်ဘူးဆိုတော့မရှိဘူးမင်းတို့ဟုတ်တယ်မလားရှိမလို့သူလေးဒါကြောင့်လို့ဟုတ်တယ်မို့ဒီစဉ်းစားမှယုံကြတော့ဒီလိုရှင်ဖျောင်းပဲပခုတ်မျိုးမဆိုင်ဘူးကွကနေနေတယ်ကောင်းလားမကောင်းလားကိုယ်တိုင်ဝင်ကြည့်ပြီးတော့ဆုံးဖြတ်ဟုတ်ကဲ့ဖြောင်းရည်ပြန်နေတဲ့အခြေမဟုတ်ဘူးဟုတ်ကဲ့စဉ်းစားပြီးတော့ဆုံးဖြတ်သွားတာတော့စဉ်းစားတော့ယုံကြည်ရပါတော့ခင်ဗျာတီးဝင်လာမင်းရွာသားဒီရတဲ့ဟာတေးစရာလည်းတော့ရှိစရာပြီးဟုတ်ကဲ့စာရေးစရာတီးစာရေးစရာတီးဆရာတီးစင်ကြီးကလို့ချီ
ဒီမဲစာတောင်းရဲ့စီတွေဘယ်သားကြောင့်ပြီးမှကိုကြောက်စင်းနဲ့တွဲဖက်လို့ ဟုတ်ကဲ့ ပထမညကျမှကျွေးရမှလည်းပြည့်စည်လို့တက်လာချင် ဟုတ် တယ် ကဲ့ဒီကမကလေးနဲ့ဝင်နေတယ် ဘာဂီတာမှမတက်ပါဘူးဆိုပြီးတော့နားလို့ရှိစရာပြောတာအားကြောင့်ပါတချင်ကြီးစင်ကြီးကိုလုံးချီလို့ဆိုတော့တချင်နဲ့ဘယ်ချင်းကြည့်ရောလဲ ဒီတဲ့ဒီတဲ့မရှိမှာတော့ အားကြောင့်မလို့ မြို့သားကြီးတစ်ချင်း နော်ဟုတ်တယ် ဖြစ်စီရပြီ ဟုတ်တယ်ပြီးပြောမှရမယ်ဟုတ်တယ်ပြီးနိုင်ပါစေတော့ပြီဘာဂီတာမှမရလေဒီပါအတီ